ခုလက်ရှိအောင်စုမှာကနေတဲ့ဇောက်ထိုးဆိုတဲ့လူရှင်တော်လေးပေါ့ဆွဲညိတ်ဖွဲကဒိုပေါက်တို့ဇောက်ထိုးတို့အာလူတို့ထဲကဇောက်ထိုးဆိုတဲ့ကျွန်တော်တကယ်ချင်းနဲ့တူကျွန်တော်တို့10တန်းမှာကျွန်တော်တို့ဂိုက်ဆရာဟောကျွန်တော်တို့ပြက်လုံးတွေပြက်ပါပြရင်နဲ့ကျွန်တော်ဆရာနေမကောင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်ပြက်လုံးသွားပြက်တော့ဆရာကနေပြီးတော့စိတ်မရှိဘူးနဲ့အချိန်လုံးနေနဲ့လိုက်ရိုက်ပါရိုက်ရင်နဲ့ကျွန်တော်အထက်ကနေပြီးတော့10တန်းတွေကနေပြီးတော့ကျွန်တော်ဦးဒိန်းအောင်တို့ဦးစိန်ပန်းတီတို့ကြည့်ရင်းနဲ့ကျွန်တော်တို့ကလူရှင်တော်ဝါသနာပါရင်နဲ့ကျွန်တော်တို့စတင်ပြီးတော့လူရှင်တော်ဖြစ်ပေါ်ခဲ့တယ်ပဲချုံခွေပြီးသိပေါက်ပါတယ်မနေနဲ့လို့လိုက်ကြည့်ပြီးတော့ခွေမမဟာသိကြောရှိတယ်ဒါရိုက်တာကိုစောအာယုံဦးနဲ့ကျွန်တော်တို့ share ဆိုရဲချူးလေးနဲ့ချူးလေးမှာကျွန်တော်ချူးလေးရဲ့သမီးစားနေရာနေချူးလေးကိုကျွန်တော်တို့အဖြေလာတောင်းပြီးတော့ဟာတာအလွဲလေးရောကျွန်တော်ချူးလေးနဲ့တူပါဝင်တရုပ်ဆောင်လာပါတယ်ဒါပြင်ကျွန်တော်နောက်ထွက်မဲ့ကျွန်တော်တို့ကိုမြက်တို့ရှိန်တင်ထူးတို့ရဲ့တငယ်ချင်းကျွန်တော်ပထမလင်းဆိုရယ်ကားလေးလဲကျွန်တော်ကလပ်မှာကျွန်တော်ကိုမြက်တို့ရှိန်တင်ထူးတို့တငယ်ချင်းနေနဲ့ကျွန်တော်ရိုက်ကူးထားပါတယ်ခင်ဗျာဒါပြင်ကျွန်တော်ဒီနောက်နှစ်ထဲမှာဆိုရင်တော့ကျွန်တော်ခု channel 7မကြသေးခင်ကပြတ်တာတဲ့ခေါင်းကြီးတို့ရာသားရကျွန်တော်ကိုကြောဖို့တငယ်ချင်းနားလေးတဲ့ကောင်လေးတာခိနေရာနေပြီးတော့ကျွန်တော်တရုပ်ဆောင်လာပါတယ်ဆော့နေတယ်ဟလားတွားတိုက်ပြီဘာအဲ့လိုကြံအကျိုးကြလို့ရှိရင်တဲ့ဖုံးကန်နေမြင့်ပြီးတော့ကြောက်ရမယ့်လူတွေကိုမကြောက်ရတော့ဘူးတဲ့ဟမ်ကြောက်ရမယ့်လူကိုမကြောက်ဘူးဟုတ်လားပဲ့မယ်နော်တေးတာနော်လုံးလိုက်စမ်းလုံးလိုက်တပ်ပေကြည့်ဒီနေ့ကတော့ကျွန်တော်တကယ်ချင်း PT ဆိုတဲ့ကောင်လေးတော့ဦးတပည့်ပေါ့ဦးတပည့်နဲ့တူသူကတော့သူ့ဖေကဆိုင်းတို့ဘာတို့ကလာတယ်ပေါ့ပြီးတော့သူကလည်းဦးရဲ့တပည့်ကျွန်တော်ကျတော့ဦးခင်လိုင်းကျွန်တော်တို့ကတရုပ်ဆောင်လာတယ်ဆိုတော့နှစ်ယောက်ပေါင်းဖက်ပြီးတော့ဒီနေ့ကျွန်တော်တို့လူငယ်လူရှင်တော်တွေမှာကျွန်တော်တို့အက PT အကမြင်သူတိုင်းသဘောကျဆိုပြီးတော့ကျွန်တော်တို့နှစ်ယောက်ကတခြားသောတီထွင်စမ်းသပ်မှုနဲ့အတူတူကျွန်တော်တို့ဒီနှစ်ကိုလှုပ်ရှားပြီးတော့အနုပညာခီးလန်းပြီးရှောက်လန်းနေပါပြီခင်ဗျပြောနေဘူးမသိဘာမသိနဲ့သေချင်းနေထင်တယ်ဟမ်မေးဇိုးထွန်းလို့ဆိုအဲ့ဒါပဲဟာဖေးမဆရာကျွန်တော်တို့ခုလက်ရှိဟာတာမင်းသားပေါ့ကျွန်တော်တို့ဒီမင်းသားရုံးနဲ့လူရှင်တော်လုံနေတဲ့ဟာတာမင်းသားပါအောင်စပူတော့မှကျွန်တော်တော့ချောပါတယ်လကားစားရရှိတဲ့အကျွေးတောင်းဖို့ထည့်ပေးလိုက်တဲ့ဇိုးဗျာဟုတ်ကျွန်တော်တို့အတရုပ်ဆောင်ကိုလူရှင်တော်ကိုကျွန်တော်တို့ဟာတာမင်းသားအကလို့ခေါ်ပါတယ်ခင်ဗျာအနုပညာလောကကိုဘယ်ချင်းအစားရောက်တာလဲဆိုတော့ကျွန်တော်တို့2012ကပေါ့2012ကကျွန်တော်တို့မိုးရန်ဆိုပြီးတော့ကျွန်တော်တို့မိုးရန်လူရှင်တော်ဗလာပြိုင်ပွဲပေါ့ပြိုင်ပွဲမှာကျွန်တော်တို့ကိုသွက်လက်တို့ပထမစုပေါ့ကိုသွက်လက်တို့ဟောပေါ့ဗာလဲဟာတတိုက်ပထမစုရတဲ့နှစ်မှာကျွန်တော်တို့ကလူရှင်တော်စဖြစ်ပါပြီခင်ဗျာတက္ကသိုလ်ကျောင်းသားလူရှင်တော်အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့အမှမိုးရန်မှာစတင်ဝင်ပြိုင်ခဲ့ပါတယ်ခင်ဗျာဟုတ်ဘလို့ဖြစ်လို့ပြိုင်ပွဲဝင်ဖြစ်လဲဆိုတော့ကျွန်တော်တို့တက္ကသိုလ်ကျောင်းမှာပေါ့ကျွန်တော်တို့တက္ကသိုလ်ပြီးတော့ကျွန်တော်အခုလက်ရှိ BSc Maths ပေါ့သင်္ချာနဲ့ပွဲရထားတယ်အဲတုန်းကကျွန်တော်တက္ကသိုလ်မှာကျွန်တော်တို့ကဒီလိုလူရှင်တော်လေးရှိတယ်ပေါ့တက္ကသိုလ်ကျောင်းသားလူရှင်တော်တွေပေါ့ကျွန်တော်တို့ရဲ့ idol တွေပြောမယ်ဆိုရင်ဦးစာကနာတို့ဦးရိုင်းတို့ငပြောကျော်တို့ကျွန်တော်ဆိုရင်ဦးရိုင်းမေဂျာဦးရိုင်းလည်းသင်္ချာမေဂျာကျွန်တော်လည်းသင်္ချာမေဂျာကျောင်းပြီးခဲ့ကောင်လေးပေါ့အဲ့လိုတက္ကသိုလ်ကျောင်းသားလူရှင်တော်တွေကနေစားပြီးတော့ပြိုင်ပွဲလေးတစ်ခုပေါ့မိုးရန်အကြည့်ဆိုရင်ကျွန်တော်တို့ဒီမိုးရန်အကြည့်ကနေပြီးတော့ဒီပြိုင်ပွဲလုပ်မယ်ဆိုရင်ကျွန်တော်တက္ကသိုလ်ကျောင်းသားလူရှင်တော်နှစ်ဖွဲ့ဆိုပြီးတော့ကျွန်တော်တက္ကသိုလ်ကျောင်းသားအဖွဲ့ရဲ့နောက်ထပ်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားပေါ့အဲဒီကျောင်းသားတွေနဲ့တက္ကသိုလ်ကျောင်းသားတွေနဲ့ပေါင်းပြီးတော့ပြိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်အဲတုန်းကတော့ကျွန်တော်တို့ကစုတော့မရခဲ့ဘူးခင်ဗျဒါပေမဲ့ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားလူရှင်တော်ဆိုပြီးတော့အဲတုန်းကတော့နည်းနည်းပါးလူရှင်တော်အတိုင်းဝိုင်းထဲမှာတော့နည်းနည်းပါးသိခဲ့တယ်ပေါ့ခင်ဗျဟုတ်ဘယ်လိုဝါသနာပါခဲ့လဲဆိုတော့ကျွန်တော်10တန်းမှာပေါ့10တန်းမှာကျွန်တော်တို့ဦးသိန်းအောင်အခွေလေးပေါ့ကျွန်တော်တို့ခုလက်ရှိဆိုကျွန်တော်တို့ဆရာပါပဲဆရာဦးသိန်းအောင်ရဲ့အခွေလေးတွေကိုကျွန်တော်တို့ဦးသိန်းအောင်နဲ့ဦးစိန်ပန်းသီနဲ့ပြတ်တဲ့အခွေလေးတွေကိုကျွန်တော်တငယ်ချင်းပေါ့ကျွန်တော်အရင်တော့လူရှင်တော်စလုပ်တော့ဇောက်ထိုးဆိုတဲ့ခုလက်ရှိအောင်စုမှာကနေတဲ့ဇောက်ထိုးဆိုတဲ့လူရှင်တော်လေးပေါ့ဆွဲညိတ်ဖွဲကဒိုပေါက်တို့ဇောက်ထိုးတို့အာလူတို့ထဲကဇောက်ထိုးဆိုတဲ့ကျွန်တော်တငယ်ချင်းနဲ့တူတူကျွန်တော်တို့10တန်းမှာကျွန်တော်တို့ဂိုက်ဆရာဟောကျွန်တော်တို့ပြက်လုံးတွေပြပါပြရင်နဲ့ကျွန်တော်တို့ဆရာနေမကောင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်ပြက်လုံးသွားပြက်တော့ဆရာကနေပြီးတော့စိတ်မရှိဘူးနဲ့အချိန်လုံးနေနဲ့လိုက်ရိုက်ပါရိုက်ရင်လည်းကျွန်တော်အဲ့ထဲကနေပြီးတော့10ရန်ထဲကနေပြီးတော့ကျွန်တော်ဦးဒိန်းအောင်တို့ဦးစိန်ပန်းတီတို့ကြည့်ရင်းနဲ့ကျွန်တော်တို့ကလူရှင်တော်ဝါသနာပါရင်နဲ့ကျွန်တော်တို့စတင်ပြီးတော့လူရှင်တော်ဖြစ်ပေါ်ခဲ့တယ်ပဲလူရှင်တော်လေးလာကတော့ကျွန်တော်ပေါ့ကျွန်တော်တို့ဒီ2012ကနေပြီးမိုးရမှာပြန်ပြီးတော့ကျွန်တော်လူရှင်တော်ရဲ့ဆက်လုပ်ခဲ့တယ်အများကြီးတော့ကျွန်တော်တင်ဆရာမြင်ဆရာကြားဆရာရောအများကြီးရှိပါတယ်ခုလက်ရှိနိုင်ငံကျော်ဖြစ်တဲ့ကျွန်တော်ဆရာဦးခင်လိုင်းခုလက်ရှိလည်းကျွန်တော်ရဲ့ဆရာပါပဲခင်ဗျာကျွန်တော်ပြီးတော့ပညာတတ်လူရှင်တော်ရဲ့တက္ကသိုလ်ကျောင်းသားလူရှင်တော်ဆိုတော့ကျွန်တော်တို့ဘွဲလဲရပြီးသားဆိုတော့အပြင်မှာကျွန်တော်လူပညာလောကကို6နှစ်လောက်နားပြီးတော့ကျွန်တော်
ဘန်ပေါ့ကျွန်တော်ရုံးမဘန်တို့တခြားသော marketing တို့ model agency တို့မှာကျွန်တော်6နှစ်တိတိလုပ်ပြီးတော့မှကျွန်တော်တရုပ်ဆောင်အနေနဲ့ကျွန်တော်ပြန်လဲပြီးတော့အခုတော့ကျွန်တော်ဆရာကောင်းသမားကောင်းဖြစ်တဲ့ကျွန်တော်ဆရာဦးခလိုင်ရှိမှာကျွန်တော်တပည့်ခံပြီးတော့အခုဆိုရင်ကျွန်တော်အနုပညာလောကထဲပြန်လဲရောက်ရှိလာဆိုရင်တော့2နှစ်ခွဲတိတိရှိပါပြီခင်ဗျာအခုလက်ရှိမှာတော့ကျွန်တော်ဒီ2026မှာဆိုရင်တော့ကျွန်တော်ထွက်ပေါ်လာမှာတော့ကျွန်တော်ချူးလေးနဲ့ကျွန်တော်အခုကျွန်တော်ဆရာကတော့ကျွန်တော်ဟာတာမင်းသားဦးခလိုင်ပြင်ကျွန်တော်ရဲ့ဆရာတွေလည်းရှိပါတယ်ကျွန်တော်ဆရာကတော့ဟို driver ကိုစောအာယုံပေါ့ driver ကိုစောအာယုံဦးနဲ့ကျွန်တော်တို့ share ဆိုရဲချူးလေးနဲ့ချူးလေးမှာကျွန်တော်ချူးလေးရဲ့သမီးစားနေရာနေချူးလေးကိုကျွန်တော်တို့အဖြေလာတောင်းပြီးတော့ဟာတာအလွဲလေးပေါ့ကျွန်တော်ချူးလေးနဲ့တူပါဝင်တရုပ်ဆောင်လာပါတယ်ဒါပြင်ကျွန်တော်နောက်ထွက်မဲ့ကျွန်တော်တို့ကိုမြင့်တို့ရှိန်တင်ထူးတို့ရဲ့တငယ်ချင်းကျွန်တော်ပထမလင်းဆိုရဲကားလေးလည်းကျွန်တော်ကလပ်မှာကျွန်တော်ကိုမြင့်တို့ရှိန်တင်ထူးတို့တငယ်ချင်းနေနဲ့ကျွန်တော်ရိုက်ကူးထားပါတယ်ခင်ဗျာဒါပြင်ကျွန်တော်ဒီနောက်နှစ်ထဲမှာဆိုရင်တော့ကျွန်တော်အခုchannel 7မကြသေးခင်ကပြတာထားတဲ့ခေါင်းကြီးတို့ရာသားရကျွန်တော်ဆရာဦးခင်လိုင်တို့ကိုသွက်လက်တို့ဒါပြင်ကျွန်တော်တို့မင်းသားမင်းသမီးဖြစ်တဲ့ကိုကျော်ဘိုတို့ကျွန်တော်တို့မင်းသမီးလေးချောလေးဖြစ်တဲ့ဤချောဘိုနဲ့အတူတူကျွန်တော်ကိုကျော်ဘိုတငယ်ချင်းနားလေးတဲ့ကောင်လေးတာဂိနေရာနေပြီးတော့ကျွန်တော်တရုပ်ဆောင်လာပါတယ်အဲ့ဟာကိုလည်းကျွန်တော်တို့အပိုင်း2ပထမအပိုင်း1တော့10ပိုင်းရိုက်ထားပါတယ်အခုအပိုင်း2ကကျွန်တော်16ပိုင်းသို့မဟုတ်အပိုင်း20ကျွန်တော်ပင်းတရားထိသွားပြီးတော့နောက်ဒီ2026မှာကျွန်တော်တို့ပြတာမှာဖြစ်ပါတယ်ပင်းတရားမှာသွားရင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ရှိပါတယ်ခင်ဗျာကျွန်တော်တို့အခုလည်းရှိရောနှုတ်ပြရှင်ကတော့ idol ကတော့ကျွန်တော်ဆရာဟာတာမင်းသားဦးခင်လိုင်ရှိရယ်ဒါပြင်ကျွန်တော်တို့ဇက်လိုက်ပေါ့ကျွန်တော်တို့နှုတ်ပြလောကကတော့ဇက်လိုက်လို့ခေါ်တော့ကိုမြင့်မြတ်ပေါ့ကိုမြင့်မြတ်ကတော့ကျွန်တော်လုံးဝ idol ဖြစ်ပါတယ်ဘာလို့ idol ဖြစ်လဲဆိုတော့ကျွန်တော်ဒီတရုပ်ဆောင်လောကရဲ့2023 5လပိုင်းမှာကျွန်တော်စပြီးတော့နှုတ်ပြလောကရဲ့ပြန်ဝင်တဲ့အချိန်မှာပထမဆုံးရိုက်ကူကတော့ကျွန်တော်ရဲ့ idol ကိုမြင့်မြတ်နဲ့လီပကားဆိုရယ်ဇက်လန်းလေးပေါ့ဇက်လန်းလေးမှာရိုက်တဲ့အချိန်မှာကျွန်တော်အရက်ဆိုင်ပိုင်ရှေကောင်လေးပေါ့သူကကျွန်တော်ရှိမှာအရက်လာတောက်တယ်လာတောက်တော့ကျွန်တော်တို့ဒီသူဆိုင်ကယ်ကိုကျွန်တော်နောက်ပြန်မှားစီးပြီးတော့ကျွန်တော်ရစ်တဲ့အစင်းလေးပေါ့အစင်းလေးမှာသူကအနောက်လက်ကင်ပြောက်လို့ဆိုရင်ကျွန်တော်ပြဿနာရှာတော့ကျွန်တော်အဲ့လက်ကင်ဆိုတဲ့ဟာကိုကျွန်တော်အဲ့လိုပေါ့ကိုမြင့်မြတ်ဆိုတဲ့ကျွန်တော်မင်းသားဆိုရဲအရှိန်တိုင်းပေါ့ကျွန်တော်ပါဝါပေါ့မင်းသားဆိုရဲဟာကျွန်တော်သူ့ကိုတွေ့ပြီးတော့တိုင်ရန်လို့ကျွန်တော်မှားတာဒါပေမဲ့ကိုမြင့်မြတ်ကအရန်စိတ်ဓာတ်ကောင်းပါတယ်ညီလေးဘာမှဖြစ်နေစိတ်လျှော့အေးစေးဘာမှဖြစ်အကိုလည်းမရှိန်နဲ့ပုံမှန်ပေါ့ဝါလေးပဲရိုက်ဆိုတော့ကျွန်တော်သူ့ရဲ့အပေးပေးမမှုနဲ့တူကျွန်တော်အဲ့လိုလေးရိုက်တဲ့အချိန်မှာအဲ့အစင်းလေးလည်းကျွန်တော်တို့လေပကားဆိုရဲကိုမြင့်မြတ်တို့မေမြင့်မိုးတို့ပြီးတော့ထပ်အောင်ရှိုင်းတို့ပြီးတော့နောက်လိမ္မော်သေးရဲ့ညီမဝေလာရီတို့နဲ့တူတူကျွန်တော်အဲ့ဆင်းလေးရိုက်ထားရလေအဲ့ဆင်းလေးလည်းကျွန်တော်ဟာတာဖြစ်ပြီးပောက်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော်အခုကတော့ကျွန်တော်ဒီ Luciano ပေါ့ Luciano တော့အခုဒီနှစ်ပေါ့ဒီနှစ်ကတော့ကျွန်တော်တကယ်ချင်း PT ဆိုတဲ့ကောင်လေးတော့ဥရောတပည့်ပေါ့ဥရောတပည့်နဲ့တူတူသူကတော့သူ့ဖေးရဆိုင်တို့ဘာတို့ကလာတယ်ပေါ့ပြီးတော့သူကလည်းဥရောရဲ့တပည့်ကျွန်တော်ကကျတော့ဥခင်လိုင်ကျွန်တော်တို့ကတရုပ်ဆောင်လာတယ်ဆိုတော့နှစ်ယောက်ပေါင်းဖက်ပြီးတော့ဒီနှစ်ကျွန်တော်တို့လူငယ် Luciano တွေမှာကျွန်တော်တို့အက PT အကမြင်သူတိုင်းသဘောကျဆိုပြီးတော့ကျွန်တော်တို့နှစ်ယောက်ကပေါင်းဖက်ပြီးတော့ကျွန်တော်ကဗုဒ္ဓဘုသားဒီကောင်ဂျာတာပေးသားဆိုတော့ဗုဒ္ဓဘုဆိုတော့4ဂျာတာပေးဆိုတော့5ဆိုတော့2ယောက်ပေါင်းပြီးကျွန်တော်တို့9နှစ်ဝင်းပေါ့9ကနန်းရတယ်အဲ့တော့9နှစ်ဝင်းအနေနဲ့တူကျွန်တော်တို့2ယောက်အလှူဒန်းတွေရောပြီးတော့ကျွန်တော်တို့တခြားသောတီထွင်စမ်းသစ်မှုတွေနဲ့တူကျွန်တော်တို့ဒီနှစ်ကို PT အက PT ဆိုပြီးကျွန်တော်2ယောက်ပေါင်းဖက်ပြီးတော့ဒီနှစ်ကိုစပြီးတော့လှုပ်ရှားပြီးတော့အနုပညာခီးလန်းယူဆက်ခီးလျှောက်လန်းနေပါပြီခင်ဗျဟုတ်ဘယ်ရောက်သဘောကျလဲဆိုတော့ Luciano နဲ့ဒီကျွန်တော်တရုပ်ဆောင်နေကြတော့ဘာတွေကွာလဲဆိုတော့ကျွန်တော်တို့ဒီတရုပ်ဆောင်တဲ့အခါကျတော့ကျွန်တော်တို့ကင်မရာတွေရှိရယ်ကင်မရာအောင်မှကျွန်တော်တို့3လုံးလောက်ကိုထောင်ပြီးရိုက်တာနဲ့ပြီးရင်အနောက်မှာကျွန်တော် driver တွေ DOP တွေတခြားသော setting crew တွေဘာတွေအစုံပဲရှိတာနဲ့ပွဲမှာကျတော့ break နဲ့တိုက်ရိုက်နေကြတော့ကျွန်တော်တို့ဒီအနုပညာမှာတော့မှကျွန်တော်လုပ်တဲ့အနုပညာတရုပ်ဆောင်နဲ့ Luciano နဲ့မှာဆိုရင်ကျွန်တော်တို့နှစ်မျိုး꿰ပါတယ်ပေါ့ဒီတရုပ်ဆောင်ကတော့ကျွန်တော်တို့ဒီကင်မရာတွေ3လုံးကြားထဲမှာပဲဒီသူပြောတဲ့ dialogue ရဲ့ဟိုပေါ့ဒီလိုချင်တဲ့ main point ကိုပဲအဓိကပြောရတာပေါ့ဒါကတော့တရုပ်ဆောင်ပိုင်းပေါ့ Luciano ပိုင်းကျတော့ပရိသတ်အောက်မှာပရိသတ်100 200 300 400လောက်ရှိရဲ့အထဲမှာမှကျွန်တော်တို့ကအဲ့ပရိသတ်ရဲ့အကြိုက်ကိုသူကပရိသတ်နဲ့ကျွန်တော်တို့ဒီ Luciano နဲ့အနုပညာသမားတွေနဲ့တသားတည်းဖြစ်တာပေါ့ဒီကင်မရာနဲ့ကြတော့ဒီတရုပ်ဆောင်ပိုင်းကျတော့ကင်မရာကနေမှတဆင်ပြီးတော့မှရိုက်ကူးပြီးရင်အတစ်တွေပါဖြတ်ပြီးတော့မှဒီကျွန်တော်တို့ပရိသတ်တွေကိုချပြရတဲ့ဘိုင်းနှစ်ပိုင်းရှိပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေလည်းเนาะကျွန်တော်တို့ကခုမှစပြီးတော့မျိုးဆက်သစ်ကျွန်တော်တို့က Luciano လည်းဖြစ်တယ်တရုပ်ဆောင်လည်းဖြစ်တယ်ကျွန်တော်ဇာကားတွေကတော့ဟောပေါ့ခုမှကျွန်တော်တို့ကစပြီးတော့နှစ်ခွဲပဲရှိသေးတဲ့အတွက်အနုပညာလမ်းကတော့ခုမှရှောက်လန်းနေတော့ပေါ့အနုပညာလမ်းမှာဆိုရင်တော့ကျွန်တော်မှတ်မိရဲ့ပရိသတ်တွေရှိသလိုမမှတ်မိရဲ့ပရိသတ်တွေလည်းရှိပါတယ်ခင်ဗျာမှတ်မိရဲ့ပရိသတ်တွေဆိုရင်တော့မှကျွန်တော် share online ဇာကားကြီးမှာဆိုကျွန်တော်ကိုနေဝင်း
ပလီကက်ဆိုင်မှာကျွန်တော်ဇိုးမှာသွားဆိုးထားတဲ့အစင်းစင်ဆိုလဲကျွန်တော်တို့ဒီတောင်တကုံဘတ်တို့ပလီကက်ဝတ်တဲ့ကျွန်တော်တို့လူမိုက်အကိုတွေတော်တော်များများဆိုကျွန်တော်တို့တွေ့ရတယ်တော်တော်များမှတ်မိပါတယ်ကျွန်တော်ကိုနေဝင်းကိုဆရာမမသိဘဲနဲ့ကျွန်တော်သွားဖြစ်ခဲ့တဲ့အစင်းလေးအဲ့လိုမှတ်မိတဲ့ပရိသတ်တွေရောမှတ်မိတဲ့ပရိသတ်တွေလည်းရှိရင်လည်းကျွန်တော်မှတ်ထားပြီပါကျွန်တော်တို့ခုလက်ရှိဟာတာမင်းသားပေါ့ကျွန်တော်ဒီမင်းသားရုံးနဲ့လူရှင်တော်လုပ်နေတဲ့ဟာတာမင်းသားပါအောင်စပူတောင်မှကျွန်တော်လောက်ချောပါတယ်လကားစားအောင်စပူလိုမျိုးချောတဲ့ကျွန်တော်တို့လူရှင်တော်တွေလည်းရှိပါတယ်ဆိုတဲ့အကြောင်းလေးလည်းပြောကြရင်းနဲ့အခုကျွန်တော်ကြည့်ရှုနေတဲ့ပရိသတ်ကြီးစိတ်ချမ်းသာရင်ကိုယ်ကြီးချမ်းသာရင်ပြည့်စုံပြီးတော့စီးပွားလာပါဒီလားတိုးတက်ပါစေလို့ကျွန်တော်ဟာတာမင်းသားအကနေပြီးတော့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ